ကိုရဲမင်းထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကိုရဲမင်းလူမမဆိုလို့ကျွန်တော်ထပ်ပြီးပြောမယ်ပေါ့နော်AAC ကိုရဲမင်းခင်ဗျာကျွန်တော်ဒီအခုကိုလူကြီးလူကောင်းတယောက်လို့သတ်မှတ်ထားပါတယ်လူတူတယောက်ရဲ့အကြောင်းအရာကိုကောင်းကောင်းမွန်မွန်မသိဘဲနဲ့ရိုင်းဆိုင်တဲ့စကားလုံးတွေပေါ့နော်ရိုင်းပြတဲ့စကားလုံးတွေနဲ့ပြောဆိုရေးသားဖော်ပြခြင်းကျွန်တော်ရဲ့ပုံတွေကိုယူပြီးတော့ public area မှာရိုင်းဆိုင်ဆိုတာပြောဆိုရေးသားပြီးတော့ဖော်ပြခြင်းတွေပေါ့ကျွန်တော်အနေနဲ့အခုကိုမြေတားရက်ခံပါတယ်ဒီလိုအပြုမှုမျိုးတွေမလုပ်ပါနဲ့ကျွန်တော်ရဲ့အကြောင်းတွေကိုသိကျင်နေဆိုရင်ဒါကျွန်တော်ကတော့အခုထက်ငယ်လိမ့်မယ်ထင်ဗျညီတယောက်အနေနဲ့ကျွန်တော်ကိုမေးမြန်းလို့ရပါတယ်အကိုကိုယ်တိုင်ပဲဖြစ်ဖြစ်နော်ကျွန်တော်မှားနေတာရှင်လဲဆုံးမလို့ရပါတယ်ဒါကျွန်တော်အနေနဲ့ဒါမြေတားရက်ခံခြင်းတစ်ခုပေါ့နော်ကျွန်တော်ဘယ်လိုရေးသားလာလဲဆိုတော့ကိုရဲမင်းရေးသားထားတဲ့စာလေးရဗျငကားညီရင်ဆိုတဲ့ကောင်ကမာအာလဆိုတဲ့အသုံးလုံးကိုကျွန်တော်တို့မြန်မာနိုင်ငံတော်မှာရှိကြတဲ့မြန်မာလူမျိုးအားလုံးသိပါလိမ့်မယ်မာအာလနော်မအေးကိုမိသားစုကျွန်တော်ရဲ့မိခင်ကိုရိုင်းပြစွာသုံးနှုန်းထားတဲ့စကားလုံးကိုရဲမင်းလည်းအမေရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ငကားတဲ့သားတဲ့တော်ကီတွေနဲ့ကလိန်ကကြစ်တွေပြောသွားတယ်ဒါကိုရဲမင်းကမနေ့ကကျွန်တော်တင်လိုက်တဲ့ဗီဒီယိုဖိုင်လေးနဲ့စာရေးသားတွေပေါ်မှာကြည့်ပြီးကမှဒါကျွန်တော်ကိုပြောဆိုလိုက်ခြင်းဖြစ်ပါတယ်ဟုတ်ပြီကိုရဲမင်းရေကျွန်တော်ကတော့ငကားတဲ့သားတဲ့ကျွန်တော်အကိုနိုင်လင်းထက်သားတဲ့ကိုနိုင်လင်းထက်သားတဲ့စကားလုံးအသုံးလုံးတွေနဲ့ပြည်သူတွေကိုကလိန်ကကြစ်ပြောသွားတယ်လို့ယူဆရင်ကျွန်တော်ပြောခဲ့တဲ့စကားလုံးတိုင်းဟာဗလဲမျိုးမှာရှိနေကြတယ်လက်ရှိအမတ်ကိုယ်စလေလောင်းကိုစော်ထက်ပြည်သူတရားရေးဗလဲမျိုးနယ်ကကိုပုံနာအခေါ်ကိုဇာနီမော်ဗလဲကားလုံးတာဝန်ယူထားတဲ့ကိုတင်ငိမ့်နဲ့တကွဗလဲမျိုးလူမျိုးသားအားလုံးကကျွန်တော်တို့မောင်နှမတွေရဲ့ဒေါ်လာရေးကာလဒေါ်လာရေးအလွန်မဖြစ်ခင်ကာလအကြောင်းတွေကိုအားလုံးသိပါလိမ့်မယ်အဲ့ဒီအကြောင်းတွေကိုတစ်ချက်ချင်းစီပြည်သူတွေမျက်စိလဲနေမှာစိုးလို့ပြည်သူတွေအထင်မြင်လွဲမမှာစိုးလို့နော်မိသားစုတွေကတယောက်လို့ရင်ဂျန်တဲ့လူတွေကလည်းဒီပုတ်ထဲကဒီပဲဆိုတဲ့အသုံးအနှုန်းအနေနဲ့ပြောဆိုပုတ်ခတ်လာတဲ့ပုံမှာကျွန်တော်တို့မိသားစုဝင်တွေရဲ့အကြောင်းကိုလုံးဝမသိသေးတဲ့လူတွေတခြားလူရဲ့စကားနော်အတန်ကြားရုံနဲ့မိသားစုတွေကိုဒါပြောဆိုတဲ့ပုံတွေမှာကျွန်တော်ကဒါပြန်လဲဝေဖန်သုံးသပ်နိုင်ဖို့ကျွန်တော်ကပြောပြတဲ့အတိုင်းပဲရှိပါတယ်အဲ့ဒီမှာမနေ့ကပြောပြတဲ့အထဲမှာကကျွန်တော်ပြောဆိုတဲ့စကားထဲမှာမြည်တူတယောက်ကိုမြပုတ်ခတ်စော်ကားခြင်းမရှိပါဘူးအခုလဲနားထောင်လိုက်ပါရိုင်းပြစွာဆဲဆိုပြောဆိုတာညလည်းကျွန်တော်မရှိဘူးကျွန်တော်လက်ရှိကြံရှိနေတဲ့ကျွန်တော်ရဲ့အေဂျင့်ရိုးသားငြိမ်းချမ်းစွာနော်သူတို့ရဲ့အသက်ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုတ်နေတဲ့သူတွေကိုဒါလက်ရှိမြေပြင်မှာဖြစ်ပြနေတဲ့အရာနော်မြေပြင်မှာဖြစ်ပြနေတဲ့အရာအရှိတရားတွေကိုဒါကျွန်တော်အနေနဲ့တင်ပြလိုက်တယ်ကျွန်တော်တင်ပြတာတော့ကျွန်တော်အချိန်ခါကိုကျွန်တော်စောင့်ပါတယ်ဒါပေမဲ့အချိန်ခါကိုစောင့်နေတဲ့အချိန်မှာမနေ့ကကျွန်တော်တင်လာရခြင်းကျွန်တော်ပြောလာရခြင်းအကြောင်းရင်းကအထင်လွဲမှားမှုတွေပုတ်ခတ်စော်ကားမှုတွေပိုပြီးမြင့်တက်လာမှာဆိုလို့ပေါ့နော်ဒါမိသားစုဝင်တွေတူတယောက်လောက်တာနဲ့ကျန်တဲ့ရိုးသားစွာလောက်ကင်နေတဲ့မိသားစုဝင်တွေကိုဒါပုတ်ခတ်စော်ကားမှုတွေထင်မြင်လွဲမှားမှုတွေမြင့်တက်လာမှာဆိုလို့ကျွန်တော်ရှင်းတယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့မနေ့ကဒီ25ရက်နေ့က The Voice of Spring ຫນွေဦးအတန်ဆိုရက်သတင်းမီဒီယာပေတစ်ခုမှာဘုံတကားနဲ့ပတ်သက်ပြီးတော့ရေးသားဖော်ပြလာတယ်ကျွန်တော်တို့မိသားစုဝင်တွေကဘုံတကားနဲ့ပတ်သက်ပြီးဒလန်တရောင်ကျွန်တော်တို့ကြံရှိနေတဲ့မိသားစုတွေကဒလန်တရောင်ရေးသားထားတယ်နောက်တစ်ခုကကျွန်တော်တို့လက်ရှိရှိနေတဲ့ညီကိုမောင်နှမတွေရဲ့ပိုင်ဆိုင်တဲ့အကျိုးဒီပစ္စည်းဥစ္စာတွေပေါ့နော်အရာအလုံးဟာဒေါ်လာရေးငွေတွေနေပြီးတော့ဒေါ်လာရေးရဲ့အလှငွေတွေနေပြီးတော့ကျွန်တော်တို့ရဲ့ကိုကြိုးစည်းပွားတွေကိုတိဆောက်ထားတယ်အောင်ရေးသားဖော်ပြထားတယ်အဲ့ဒီတော့ကဒါတွေကမဟုတ်မမှန်ဆွဆွဲပြောဆိုခြင်းမှာဆိုတဲ့အရာပေါ့နော်ကျွန်တော်ပြောပြခဲ့တယ်အဲ့ဒီပြောပြခြင်းရဲ့အပေါ်မှာလဲကျွန်တော်တစ်ခုချင်းစီဆိုတာဝန်ယူမှုတာဝန်ခံမှုကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လက်ရှိဂျပန်မှာနေတယ်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုအားလုံးကျွန်တော်လုပ်ခဲ့တဲ့အရာအားလုံးကိုစစ်ဆေးခွင့်ပြုပါမယ်ကျွန်တော်မိသားစုတွေလက်ရှိဒါ NUG MOD ပကဖတွေရဲ့အုပ်စိုးထားတဲ့ပလဲမြို့နယ်လေးရဲ့တောင်ဖျားမြောက်ဖျားမှာလည်းတယောက်ရှိမယ်မြောက်ဖျားမှာလည်းမြောက်ဖက်အချမ်းမှာလည်းတယောက်ရှိမယ်ဒီသူတွေရဲ့လောက်ကင်နေတဲ့ဒီဆိုင်လေးတွေပေါ့နော်ဆိုင်သေးသေးလေးတွေရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေဟာပြည်သူရဲ့ဒါဘုံတကားကိုယုံကြည်ပြီးလှူထားတဲ့အလှငွေတွေနေပြီးတော့ကျွန်တော်တို့ရဲ့ကိုကြိုးစီးပွားလုံးမထားဘူးဆိုတဲ့အကြောင်းကိုပြောတယ်စစ်ဆေးတွေ့ရှိတယ်ဆိုရင်လည်းပြည်သူကပေးတဲ့အပြစ်ကိုလည်းခံယူမဲ့ NUG MOD ကျွန်တော်တို့အစိုးရလိုသတ်မှတ်ထားတဲ့သူတွေရဲ့ဥပဒေဘောင်စည်းမျဉ်းတွေရဲ့တရားဥပဒေကကျွန်တော်တို့ခံယူပါမယ်ဆိုတာကိုလည်းကျွန်တော်တို့ပြောထားတယ်နောက်တစ်ခုကဒီလိုဆိုင်ဖွင့်ရခြင်းအကြောင်းရင်းတွေအရင်ကလည်းသူတို့ဒီဘလို့လောက်ကင်လာခဲ့တယ်
ကျွန်တော်ဒီဘလို့နေထိုင်စားတော့လာခဲ့တယ်ကျွန်တော်ဒီဘလို့လူမျိုးတယောက်ကျွန်တော်ဒီဘယ်အချိန်ဘယ်ကာလဆိုတာကျွန်တော်အချိန်ကာလတွေနဲ့ကျွန်တော်နေရာကျွန်တော်လုပ်ခဲ့တဲ့နေရာတွေကိုကျွန်တော်တစ်ခုချင်းစီအတိအကျပြောသွားတာအဲ့တော့ကကျွန်တော်ကလိန်ကချစ်လုပ်ထားတာမပါဘူးကျွန်တော်ပြောတဲ့စကားထဲမှာနော်လွဲမားနေတဲ့အချက်ရှိရင်ကိုရဲမင်းအနေနဲ့ကလိန်ကချစ်လုပ်ထားပါတယ်ဆိုတဲ့အချက်ရှိရင်အကိုကလူကြီးလူကောင်းဆန်းစွာကျွန်တော်ကိုထောက်ပြပိုင်ခွင့်ရှိပါတယ်ကျွန်တော်ကိုဆက်သွယ်လာလို့ရပါတယ်ကျွန်တော်ဆက်သွယ်မယ်ဆိုတော့ကိုရဲမင်းစီကိုကျွန်တော်ဆက်သွယ်ပါမယ်အဲ့တော့ကကိုရဲမင်းအနေနဲ့ထောက်ပြပြီးဒါကျွန်တော်ကလိန်ကချစ်ဒါအားလုံးရှေ့မှာပြည်သူရဲ့ရှေ့မှာအားလုံးပေါ်ပေါက်ပါတယ်ဆိုရင်ပြည်သူနဲ့ပြည်သူရဲ့ဒီပေါ့နော်ဘုံနဂါရဲ့တော်လိုင်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့အလွဲသုံးစားလုပ်တာတွေကျွန်တော်တို့မိသားစုအနေနဲ့ကလိန်ကချစ်လုပ်တာတွေပေါ်ပေါက်တယ်ဆိုရင်ကျွန်တော်ခံယူရမယ်စစ်ဆေးလဲပါကိုရဲမင်းကြီးအကိုလူကြီးလူကောင်းတယောက်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ထွက်လာတဲ့ကြောင့်ရှေ့မှာပြောပြီးပေါ့နော် The White of Spring ຫນွေဦးအတန်ရဲ့ရေးသားဖော်ပြမှုတွေပေါ်မှာဘာဖြစ်လို့လဲဆိုတော့ဘုံနဂါပြေးတဲ့အချိန်ကကျွန်တော်တို့ဒီတလန်တရှုံမိသားစုတွေဆိုရင်ဒီလိုအနေများတဲ့ကြားထဲမှာနေခဲ့ပါမလားနောက်တစ်ခုကကျွန်တော်တို့ဒီဟန်ဆောင်နေတဲ့မိသားစုတွေလည်းမဟုတ်ဘူးသူတို့ရှိနေတဲ့ပတ်ဝန်းကျင်သူတို့ရဲ့ဆိုင်ဘေးမှာလူတွေနေတာဗျအကိုဘုံနဂါပျောက်သွားပြီဘုံနဂါမရှိတော့ဘူးလို့ကြားတဲ့အချိန်မှာအကိုတိထားဖို့ရကအဲ့ဒီပတ်ဝန်းကျင်လူတွေမှာမေးကြည့်ပါဒီညီမတွေဘယ်လိုနေထိုင်နေလဲဆိုတာသူတို့ရဲ့ဆိုင်မှာသူတို့လှုပ်ရှားရှိတဲ့အလုပ်တွေလုပ်နေတယ်ဈေးရောင်းစရာရှိတာရောင်းနေတယ်နော်အဲ့လိုလုပ်နေတဲ့အခါမှာဖြစ်ပြသွားတဲ့အရာအလုံးကိုကျွန်တော်တဆင်ချင်းစီဘယ်လိုလုပ်ခဲ့တယ်ဆိုတာကျွန်တော်ပြောတဲ့ video file ထဲမှာပါတယ်ပါတဲ့အခါမှာဒီနှစ်လပိုင်း22ရက်နေ့လေ2နာရီအချိန်လောက်ကကိုတင်ငိမ့်ကားလုံးနော်ကားလုံးတာဝန်ယူထားတဲ့ကိုတင်ငိမ့်ကရဲဘော်သားတွေနဲ့လာဖမ်းတဲ့အခါမှာဒီလိုပဲအဆက်အသွယ်မရဘူးကျွန်တော်3ရက်4ရက်တွေကျွန်တော်စောင့်နေရဲမေတွေလည်းမပါတော့ကျွန်တော်စိတ်ပူတယ်တချို့ကလည်းပြောတယ်ပေါ့နော်မင်းတို့စစ်တက်တာဆိုရင်ဘာဖြစ်မယ်ညာဖြစ်မယ်မှန်ပါတယ်ကျွန်တော်တို့ဒါလက်ရှိယုံကြည်နေတယ်ဆိုရလဲစစ်သက်လို့မလုပ်ဘူးလို့ကျွန်တော်ယုံကြည်တယ်ဒါပေမဲ့လူအခွင့်အရေးကျွန်တော်တောင်းဆိုတာကရှင်းရှင်းလေးပဲနော်လူအခွင့်အရေးအမျိုးသားရေးအမျိုးသမီးရေးဒါတွေကိုအလေးထားပါတယ်ဆိုတော့ NUG ဝန်ကြီးတွေစီကိုကျွန်တော်စဖြစ်တဲ့နေ့ကစဖြစ်တဲ့အချိန်ကျွန်တော်မတင်ဘူးနော်ဒီသက်ဆိုင်ရာရောက်နိုင်မဲ့အကိုတွေကျွန်တော်ရဲ့တငယ်ချင်းတွေစီကနေပြီးတော့ NUG ဝန်ကြီးတွေစီကိုပို့ပြီးပါဒီလိုဖြစ်နေပြီပြီးတော့ကျွန်တော်မိသားစုရဲ့လက်ရှိချင်းတွေကိုလည်းသူတို့ကိုနားလည်တဲ့ဘောပေါင်းရှင်းပြပြီးကျွန်တော်တင်ပေးတယ်သူတို့စီနေမဲ့ဒီအဲ့လိုပို့ပေးတဲ့အခါမှာနော်ပြန်လေဖြေချလာခြင်းမရှိတော့ကျွန်တော်ကထွက်ရှင်တာထွက်ပြောပြတာနောက်တစ်ခုကငွေရေးကြေးရေးကိစ္စတွေဒလန်ဆိုတဲ့ကိစ္စတွေလက်ရှိမောက်ဝါခိုင်ကျွန်တော်ရဲ့အမကိုဖမ်းဆီးထားတဲ့ကိစ္စတွေနားလည်မှုလွဲမှာဆိုလို့ဘုံနဂါနဲ့အတူပါသွားတာကဝါဝါနိုင်အဲ့ဒီကိစ္စတွေကိုကျွန်တော်ကရှင်းပြပေးတာပြည်သူသိအောင်နော်ဘုံနဂါထွက်ပြေးစဉ်ကာလကလည်းအကိုတို့ဒီပလဲမျိုးမှာရှိတဲ့ပကဖတွေကိုမဆက်တွယ်ဘူးလားဆက်တွယ်လားစေရေးတာဝန်ခံတွေကိုမဆက်တွယ်ဘူးလားဆက်တွယ်လားမအေးခိုင်မောဝခိုင်တော့မဆက်တွယ်ဘူးလားဆက်တွယ်လားဆိုကျွန်တော်တို့တက်တွေတက်ကရတဲ့နဲ့ပြရမယ်အကိုကလည်းတက်တဲ့ကရနဲ့ကျွန်တော်ကလိန်ကချစ်လောက်တာပြောဆိုခဲ့တာတွေကိုပြပေးပါအခုတော့ကျွန်တော်ဘာမှမပြောလို့ဘူးဒါပေမဲ့ပြပေးတာမှန်ကန်တယ်ပေါ်ပေါက်တယ်ဆိုရင်ကျွန်တော်အနေနဲ့ကအပြစ်ခံယူမယ်ကျွန်တော်ပိုင်ဆိုင်တယ်မြပစ္စည်းအလုံးကျွန်တော်တို့မောင်နှမအခုကြံခဲ့တယ်4ယောက်နော်ပိုင်ဆိုင်တယ်မြအားလုံးကိုကျွန်တော်တို့အသိစိတ်ခံမယ်နော်ဒါအကိုအနေနဲ့လူကြီးလူကောင်းဆန်းသွားရေးသားမယ်လို့ညီလေးကမျှော်လင့်ပါတယ်နောက်တစ်ခုကတရင်ချက်လက်တစ်ခုတွေကိုတေချာစွာမသိဘဲနဲ့ဒီလိုရေးသားဖော်ပြခြင်းတွေပေါ်မှာကျွန်တော်အနေနဲ့မြေတားရခံပါတယ်ကျွန်တော်ပုံကိုလည်းပြန်ဖြတ်ပေးပါကိုရဲမင်းရဲ့ရေးသားထားတဲ့စာတွေကိုလည်းပြန်ပြင်ပေးစေလိုပါတယ်ဘုံနဂါညီအင်းဆိုတဲ့မအားလာဆိုတဲ့စကားလုံးပေါ့နော်မအားလာဆိုတာမိခင်တယောက်ကိုရိုင်းပြသွားခိုင်းနိုင်ဒါဆဲဆိုခြင်းတစ်ခုဖြစ်ပါတယ်မြန်မာလူမျိုးမှန်အားလုံးသိပါလိမ့်မယ်ကိုရဲမင်းလည်းအမေရှိပါလိမ့်မယ်ကိုရဲမင်းကိုမွေးထုတ်ပေးတဲ့အမေတွေမိခင်တွေကလည်းဒီလိုကိစ္စမျိုးတွေနဲ့ဆိုဆုံးမမယ်လို့ညီလေးမျှော်လင့်ပါတယ်ညီလေးပြောတဲ့ထဲမှာလည်းလူတယောက်ကိုစော်ကားခြင်းရိုင်းဆိုင်စွာပြောဆိုခြင်းကျွန်တော်တခုမှမရှိပါဘူးကျွန်တော်ဒီ NUG ဝန်ကြီးတွေကိုတင်ပါတယ်တက်ဆိုင်ရာတွေကိုလည်းဆက်တွေ့ပါတယ်အခုချိန်ထိကျွန်တော်ညီမကိုတွေ့ခွင့်မရရှိပါဘူးဆိုတာအမှန်တရားတွေကိုပြောတယ်ကျွန်တော်စီမှာလည်းအားလုံးဆက်တွေ့ခဲ့တဲ့ record တွေလည်းအားလုံးရှိပါတယ်ကိုရဲမင်းလည်းညီပြောခဲ့တဲ့စကားလုံးတွေကိုပြန်နားထောင်ပြီးတော့တစ်ချက်ချင်းစီကိုပြန်ပြီးတော့ညီလေးကိုပြန်ပြီးထောက်ပါကျွန်တော်ထောက်ခွင့်ပြုပါတယ်เนาะကျွန်တော်တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ပြောပါတယ်เนาะကျွန်တော်တို့မိသားစုဆင်းသက်လာပုံတွေရောတော်လန်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မိသားစုဘလို့နေထိုင်နေဆိုတာကိုရဲမင်းထက်ကျွန်တော်ပလဲမျိုးတူမျိုးသားနဲ့တကွဒါကျွန်တော်အကိုဝင်ခွဲပလဲ
ဒါဘကဖရဲ့လက်အောက်မှာဗလဲပြည်သူရေးရမှန်နိုင်တရားရေးမှန်နိုင်မှာကိုပုံနာဆိုတာကျွန်တော်တို့ ਨੇ ညီကိုနှဝန်းခွဲပဲရှိတယ်ကိုစာနီမောင်တို့ကသိလိမ့်မယ်နောက်ကိုတင်ငိမ့်တို့ကျွန်တော်ဘလို့ဆိုတာကိုတစ်ချက်ချင်းစီကုန်းကွက်မြင်အောင်ကျွန်တော်ချိတ်ဆက်ပြီးပြောပြသွားတာပါနော်ကျွန်တော်မိသားစုကို6ပြစ်ကင်းတဲလဲစင်လို့ကျွန်တော်ပြောခြင်းမဟုတ်ပါဘူးဒါဒေါ်လာရေးကာလမှာပဲဘာပဲဖြစ်ဖြစ်အကိုလဲစဉ်းစားကြည့်ပေါ့ဗျာနော်ဒေါ်လာရေးမှာကျွန်တော်တို့မိသားစုအသီးသီးလောက်ကြတယ်ဒီတရားလို့အောင်နဲ့ဒီမိသားစုတွေမှာလဲဒီလိုလူတွေပဲလို့တင်းကျုံတတ်မှတ်ခြင်းอ่ะဘယ်အဖွဲ့အစည်းတွေကတတ်မှတ်တာလဲကိုရဲမင်းခင်ဗျာဒီကောင်တွေလဲဒီလိုလူတွေပဲလို့တတ်မှတ်ခြင်းခံရတာအကိုအလုံးလုံးတယ်အကိုနဲ့အကိုမျိုးသမီးကစိတ်ချင်းတူချင်မှာတူမယ်အကိုမွေးလာတဲ့အကိုရဲ့သားသမီးတွေကလည်းအကိုလိုစိတ်ဖြစ်ချင်မှာဖြစ်မယ်အကိုအလုံးလုံးတယ်အကိုရဲ့ညီတွေကအကိုလိုဖြစ်ချင်မှာဖြစ်မယ်အကိုရဲ့မိဘတွေကလည်းအကိုလိုဖြစ်ချင်မှာဖြစ်မယ်အဲ့ဒီတော့ကဘုံတကားအလုံးလုံးချင်းဘုံတကားရဲ့ညင်မမဝဝနိုင်လှုပ်ချင်းအဖြစ်ဒီလိုလှုပ်တဲ့အတွက်သူတို့ဒီတစုတည်းတစည်းတည်းဒီလိုမိသားစုဝင်တွေပါဆိုတဲ့သတ်မှတ်ခြင်းကိုတော့ကျွန်တော်အနေနဲ့ရှုံချပါတယ်ကိုရဲမင်းဒါအကိုလည်းလူကြီးလူကောင်းဆံမဲ့လို့ထင်ပါတယ်ကျွန်တော်ပြောသလိုပဲအပေါ်မှာရေးထားတဲ့စာလေးကိုပြန်ပေးစေလိုပါတယ်ပေါ့နော်ကျွန်တော်မိသားစုပေါ်မှာလည်းဒီပြောထားတဲ့ရိုင်းဆိုင်စွာတုံးထားတဲ့စကားတွေကိုလည်းပြန်ပေးစေလိုပါတယ်အကိုကထိုင်းနိုင်ငံမှာလူကြီးလူကောင်းတစ်ယောက်အနေနဲ့အလုပ်လုပ်ကင်နေတယ်လို့ကျွန်တော်ကြားသိရပါတယ်နောက်တစ်ခုကကျွန်တော်ပုံကိုလည်းပြန်ဖြတ်ပေးပါကိုရဲမင်းကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ဒါကျွန်တော်တောင်းဆိုခဲ့တဲ့ຢာတွေထဲမှာမဝဝခိုင်ကိုဖမ်းဆီးသွားစဉ်ကာလနဲ့ယနေ့ချိန်ထိတွေးခွင့်မရဘူးဆိုတာဒါကျွန်တော်အသေးစိတ်လည်းရှင်းပြတယ်နော်တွေးခွင့်တောင်းဆိုတယ်ဆိုတာကဘလို့နည်းနဲ့ခေါ်သွားပါဒါအားလုံးကျွန်တော်မိသားစုအခုကြံနေတဲ့မဝဝခိုင်ကိုဖမ်းဆီးသွားတဲ့အခါမှာခက်ခိုင်မအေးခိုင်ဒါအကိုအနေနဲ့ထက်လက်စုံစမ်းလို့ရတဲ့ဒီမိသားစုကဟုတ်မဟုတ်ကျွန်တော်ပြောခဲ့တဲ့ဟာတွေကျွန်တော်ပြောပြီးပြီကျွန်တော်ဒီလိန်လေကောက်ချစ်စွာပြည်သူတွေကိုအထင်မြင်လွဲမအောင်ဖော်ပြခြင်းမရှိဘူးဖော်ပြတာရှိရင်အကိုအနေနဲ့ပြည်သူနဲ့ကျွန်တော်ကိုထောက်ပြဝေဖန်အဲ့ဒါတွေကကျွန်တော်လိန်လေတာမှန်ကန်မှာကကျွန်တော်အပြစ်ပေးခံမယ်ကျွန်တော်ပစ္စည်းတွေအသိမ်းခံမယ်နော်ကျွန်တော်ရဲ့စကားတစ်ခုကျွန်တော်ပြောလိုက်တဲ့လောက်ရက်တစ်ခုကြောင့်ကျွန်တော်တာဝန်ခံရတဲ့အရာကိုကျွန်တော်ပြည်သူအားလုံးသိအောင်လဲကျွန်တော်ပြောပါတယ်ကိုရဲမင်းကိုဒီဗီဒီယိုဖိုင်တွေ့တယ်ဆိုရင်ကိုရဲမင်းကိုလည်းသွားပြောလိုက်ကြပါကိုရဲမင်းလည်းမြင်တယ်ဆိုရင်ကျွန်တော်စီကိုဆက်သွယ်လို့ရပါတယ်လိုအပ်ရင်မင်းဘက်ကဆက်သွယ်ပါဆိုရင်လည်းညီလေးဘက်ကဆက်သွယ်ပါဆိုရင်လည်းဆက်သွယ်ပါမယ်ကျွန်တော်ကိုရေးသားဖော်ပြထားတဲ့ပုတ်ခတ်ထားတဲ့စာတွေရိုင်းဆိုင်စွာပြောဆိုရေးသားထားတဲ့စာတွေကိုကိုရဲမင်းအနေနဲ့ပြန်ပြင်ပေးစေလိုပါတယ်ကိုရဲမင်းဒီမိကောင်းဖခင်တာသမီတယောက်လို့ကျွန်တော်ထင်ပါတယ်နော်ကျွန်တော်ရဲ့မိဘတွေကိုရိုင်းဆိုင်စွာဆဲဆိုခြင်းကိုကျွန်တော်အနေနဲ့ကိုရဲမင်းကိုတော့ရှုံးချပါတယ်အကိုကြီးကျွန်တော်အနေနဲ့ဒါလောက်နဲ့ပဲကျွန်တော်ရက်ချင်ပါတယ်အကို